မောက်တော့မကျွမ်းသေးဘူးလားသူကြက်ကိုလိုက်ရှာနေတယ်ကြက်လိုက်ရှာနေကြက်အတန်ကြောင်လိုက်ရှာနေကြက်အတန်ကြောင်လို့မဲ့ခေါင်းတရမ်းရမ်းနဲ့လိုက်ရှာနေရဟာရအဲ့လိုဗာလေကိုပြောတဲ့ဟိုသွားရကြိုက်ပုံစံမျိုးဟိုပါလေဗာလေချိုးလိန်လေးသိရမလားကလေးလေးတွေပါဇက်မှာတက်ပေးထားတဲ့ချိုးလိန်လေးလေအဲ့လိုမရှိဘူးလေအဲ့လိုဝယ်လိုက်တာခမရမတူကြိုက်ခိုင်းတဲ့သွားရကြိုက်ကဘာကြီးလဲအကြီးအပြားကြီးကိုဘယ်လိုလုပ်ကြိုက်မှာလို့ဆိုနေမှာနကူမကြီးများပါတယ်ဆိုနေနော်တော့ရကြိုက်ဝယ်ခဲ့ပါဆိုနေမှာသူဒီကခဲပြက်ကြီးဝယ်လာတယ်ခဲပြက်ဝယ်လာခမရမဟုတ်ချစ်ကဈေးဝယ်ခိုင်းရင်အဲ့လိုမျိုးကလေးပစ္စည်းပဲဝယ်ခိုင်းမယ်ဆိုလို့ရှိရင်အဲ့လိုကလေးမအေးတွေတို့ဘာတို့ဝယ်ခိုင်းရတယ်ခမရအပြူကြီးသွားဝယ်ခိုင်းတော့ခဲပြက်တွေဝယ်လာပေါ့ဆိုနေမှာကျေးဇူးခုတော့တမကက်ရတော့ဘူးလားမကက်ရတော့ဘူးနော်အခုတော့လက်ပဲကြိုက်တော့နော်လက်ပဲကြိုက်တော့နော်လက်ပဲကြိုက်တော့နော်ကြားလားလက်ပဲကြိုက်တော့နော်ဟေးအတိုးဟေးဒီမှာဒီမှာဟေးလိုက်ရှာလိုက်ရှာနေရလို့လိုက်ရှာနေလို့ကြက်ကိုစိတ်ဝင်စားနေပြီကြက်ကိုပဲလိုက်ငေးနေအောင်ဟေး